အားလုံးမင်္ဂလာပါဒီညနေကျမတို့ဆရာကျမနဲ့ဆရာ Kennedy နဲ့เนาะကြော်ညာဆရာတစ်ခုရှိတယ်เนาะကျမတို့အရင်လိုမြန်မာစကားနဲ့ပြောမယ်ပြီးရင်ကရင်လိုနဲ့ပြောမယ်ပေါ့เนาะအခုပြောပြမယ်စာအကြောင်းအရာတော့နိုင်ငံကျော်ဆိုတော့အာဇာနည်ရဲ့တကူတော့ဖြုတ်ဖြစ်ပါတယ်เนาะအဲ့ဒါဆရာကနေစပြီးတော့เนาะဒီအကြောင်းလေးကိုပြောပြပါเนาะဆရာဒီအဆိုတော်အာဇာနည်ရဲ့တကူတော့ဖြော်ဖြေပွဲအကြောင်းတွေဟုတ်ကဲ့အာဇာနည်ရဲ့တကူတော့ဖြော်ဖြေရေးအစီအစဉ်ကတော့အောက်တိုဘာ14ရက်နေ့ညနေ9နာရီကနေ9နာရီထိဖြော်ဖြေသွားမယ်ပေါ့နော်အဲ့ဒီဖြော်ဖြေရေးမတိုင်ခင်မှာသူကအဲ့ဖြော်ဖြေရေးကတော့သူက14ရက်နေ့မှာဖြော်ဖြေတယ်ပေါ့သူကအဲ့14ရက်နေ့မတိုင်ခင်တရက်မှာသူကညစာစားပွဲပါတီရှိတယ်ဒါပေမဲ့အဲ့ဒီပါတီကြတော့သူအကန့်အသတ်နဲ့ဧည့်သည်ကတော့အယောက်20ပဲလက်ခံတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအယောက်20ကဒီအာဇာနည်နဲ့တူစကားတွေပြောကြမယ်အာဇာနည်ရဲ့လက်မှတ်တွေလိုချင်တဲ့သူတွေကိုလက်မှတ်ထိုးပေးမယ်ပေါ့နော်အဲ့လိုနင်းဒီကကရင်းနီးနဲ့စုံတွေ့ရတဲ့ဒီပါတီပွဲလေးပေါ့အယောက်20ပဲလက်ခံပါတယ်โอเคအဲ့ဒီမှာသူကလာတဲ့ဧည့်သည်တွေအတွက်ကိုသူက ticket နဲ့ပေါ့နော် ticket တစ်စောင်ကိုဒေါ်လာ50နဲ့ကျွန်တော်တို့လက်ခံပေးပါတယ်โอเคเนาะဒီပထမပိုင်းကိုကျမကရင်လိုနဲ့ပြန်ပြောပြပေးချင်တယ်เนาะအဆိုတော့နိုင်ငံကျော်အဆိုတော့เนาะအာဇာနည်ဟာဒီမင်နီဆိုးတာပြည်နယ်ရဲ့မြို့တော်စိန်ပေါ်မြို့မှာတကူတော့ stage show ပွဲရှိတယ်အဲ့ဒီတကူတော့ stage show ပွဲဟာအောက်တိုဘာเนาะနောက်တလ14ရက်နေ့ကျမကရင်လိုပြောမလို့ရအောင်ပြောမှလို့ဆက်ပြောနေโอเคရကတည်းကဘာညောတော့ရတာပင်တော့ကိုနေနော်ဖက်ကတလားတဲ့ဝဲလာအောက်တိုဘာတချီလူတော်နေနော်ก็ပြောปตวิรามีหุตาพลาเนาะเริ่มมีวดาอาร์ซานีดาเวเอาไว้แค่ตาวิดาเนาะสเตชัลมินนิโซตาเวโคไซพอเพอีดาเวเนาะအခုတန်းနေနော်เคနေပဒိတိညာဝဒတာဝေနေနော်ဒေါ်စတေရှုန်ကမြဝဒလာအော်တိုဘာတချီလူတော့ဟာလောခေါ်ယန်နာရီဂျဝဒလာခွီနာရီကမြဝဒလာစိန်ပေါ်ကောလိပ်ဖန်နေတာဝဲနော်ဒေါ်တခုဒီလာဝဲနေစတေရှုဒီပါနေတချီတော့နော်အောက်တိုဘာတချီတော့ဟာနေကိုဝဲတာတဲ့ dinner နော် special dinner နကောဘဝဲတာဟာလောခေါ်တာ orderပတဝိရမီဟုတဖလာအာဇာနီဒါဝဲနော်ချစ်ကဲနေ order ဘီခီစီဖို့လို့တပိမနေရစီလို့နော်ဒီကပွေတပိလို့တီလီနော်တော်တော်ပါနော်တပိရစီနေနော်ဘာဖို့လို့မြန်နော်ကိုတန်းနေနော်ကွာလဲအဲ့တို့လဲ order တော့အဆိုတော့အာဇာနီဒါဝဲလာအောက်တိုဘာတရှိတော့နီဟာနီနော်ပွေချို ticket ဘီရစီလို့နော်ဒိုခိဒဝဲတရာကတဲ့ပြဝဲတာလား ticket လား station ခေါ်တဲ့နော်အခု station နဲ့ပတ်သက်တဲ့ ticket လေးပြောပြပါနော်ဆရာနော်ဟုတ်ကဲ့ဒီ station နဲ့ပတ်သက်တဲ့ ticket ကတော့ကျွန်တော်တို့3မျိုးရောင်းတယ်ပေါ့နော်သူက VVIP တစ်မျိုးရှိတယ် VIP တစ်မျိုးရှိတယ် regular တစ်မျိုးရှိတယ်ပေါ့နော်အဲ့ဒီ VVIP ကြတော့150ရောင်းတယ်အဲ့ VIP ကြတော့100 regular ကတော့50ရောင်းတယ်ပေါ့သူကအဲ့ဒီ VVIP ကြတော့ is very very a special person ပေါ့နော်ဆိုတော့အဲ့ဒီမှာသူကအရှိဆုံးစီစဉ်ထားတဲ့နေရာတွေမှာထိုင်ရမယ်ပြီးလို့ရှိရင်အာဇာနည်နဲ့တူတူဓာတ်ပုံရိုက်ခွင့်ရှိပါတယ်ပြီးတော့ဝင်လာတဲ့ခါကျလို့ရှိရင် line ကနေရှောက်စရာမလိုပါဘူးလာတာနဲ့အဲ့ဒီ ticket ကိုပြလိုက်တာနဲ့တောင်းလျှောက်ဝင်လို့ရပါတယ်โอเคအဝဲဒီဘာကစားဝဲတာ ticket နေဝဲတာ third ကလူနော် let's stay show နေကောနေနော်ticket third ကလူနေကဲဝဲတာvery very important person เนาะကဲတာပေါ်လာရီဒုကတလာเนาะ ticket ဝနေတပိနေတပေါ်ရစီနကစနော်ဘာလက်တမညာကတเนาะနမီဟန်နေတပခေါ်ဝဲတာလဲ line ပါတော့နကဒိုဘာစီကတာတော့ကောတဲ့ဆိုတော့အာဇာနီเนาะကိုသားနေပေါ်ရစီနေ it's nothing เนาะပိုလခေါ်ရနေဘတ်ที่อาร์ซานีนี่มันจะที่บ้านนอกรอบอ่ะคุณท่านนี่เย็นนี่เย็นแต่ตระมายังไม่ป่วยดิยังกับป่วยแล้ว very very important person เลยยังเลยเช่นเนาะเรื่องอะไรก็เจอแล้วคุณท่านนี่ดอกบัวเนาะ
ticket ละเว้นนี่ very very important เนาะ VVIP มันนี่ตะป้อแย่ชิล้อเนาะดอเต็บยากะดอเว้นนี่ VIP ตะแจเสีย VIP ticket เลยเปียวๆပေးပါဦးဟုတ်ကဲ့အဲ့ VIP ticket ကြတော့အဲ့ဒီ VVIP ရဲ့အနောက်မှာနေရာသီးသန့်နေရာအတွက်စီစဉ်ထားပါတယ်နောက်တစ်ခုကတော့ဒီပွဲမှာ announcer ကိုဘယ်လိုလုပ်မလဲပေါ့နော်အဲ့ဒါဆရာပြောပြရမယ်လေနော်ဟုတ်ကဲ့ဒီပွဲမှာ announcer ကတော့ဒီအာဇာနီရဲ့ fan အာဇာနီကိုအရန်ကြိုက်တဲ့မင်းကလေးတယောက်ရှိပါတယ်သူ့နာမည်ကတော့မူမူအေးပဲပေါ့နော်ဟုတ်ကဲ့ပါခင်ဗျာအခုသားနေနော် ticket ခိခါတခါနော် love VIP နေတပိနေတပေါ့နော် ticket တပိတပေါ့ခါနေရောဒီနေ VIP very important person နေနကိုဝဲတာလား VIP อ่ะ lucky တကလို့နော်တော့လပွဲဝဲနေနော်ပွာလာကိကေဝဲတာပွာကရမှုနေနော်အာဇာနီ top fan နော်လဲကေဝဲတာအေးနေလော yeah congratulations နော်နေ့ပါခွေရနော် yeah နေမတာခွဲတာရဝဲနေတာคือတပွာလောအဲ့ဒီခွေရရလေအဲ့လို့တော့မပြောလိုက်ကြွားရတာဒီလိုလိုက်ကြွားရဟုတ်ကဲ့နောက်ပြီးတော့ဒီအစီအစဉ်မှာလေအဲ့ထူးတဲ့အစီအစဉ်လေးတစ်ခုရှိတယ်တက်တိုက်ဆက်ဆိုင်ပေါ့နော်အဲ့ဒီသချင်းတစ်ပုဒ်ကသူယောက်ျားလေးနဲ့မိန်းကလေးနဲ့ဆိုတဲ့သချင်းအဲ့ဒီမှာအဲ့ဒီသချင်းကလေဗမာလိုလည်းရှိတယ်ကရင်လိုလည်းရှိတယ်အဲ့ဒါနဲ့ဒီစိတ်ဖောကစိတ်ဖောဆိုတာဒီအမေရိကန်မှာကရင်လူမျိုးတွေရဲ့မြို့တော်ဟုတ်တယ်ဆိုတော့ကရင်လူရဲ့အထူထပ်ဆုံးမြို့တော်ဖြစ်တယ်ဒါပေမဲ့တိုင်းသားဘောင်းစုံလည်းအများကြီးစုပေါင်းပြီးတော့နေထိုင်တဲ့မြို့တစ်မြို့လည်းဖြစ်တယ်အရင်လှတယ်ဒီ Mississippi မြစ်ကြီးကဒီ Minnesota ရဲ့မြစ်ကအလေကောင်တက်ကိုဖြတ်သွားတယ်ညနေခင်းဆိုအရန်လှတဲ့ဒီ Twin City လို့လည်းခေါ်တယ်ပေါ့နော်ဒါကြောင့်မလို့အနေနဲ့ရမှာနေကြတဲ့သူတွေများဒီပွဲကိုလာဖို့အတွက်ကိုဖိတ်ခေါ်ပါတယ်ပြီးတော့ဒီလှပတဲ့ဒီ Minnesota State ကိုလည်းပဲညနေခင်းတွေကိုလက်ခံစားကြည့်ပေါ့နော်အဲ့ဒါနဲ့ဒီအဆိုအပိုင်းမှာသူကဒေသခံအဆိုတော် main ကလေး2ယောက်ကအဲ့the chin ဘုတ်ကိုပဲကရင်အဆိုတော်လေးကကရင်လို့ဆိုသွားပြီးတော့အာဇာနီကတော့ဗမာလို့ဆိုသွားမယ်ပေါ့နော်the chin ဘုတ်ထဲမှာနှစ်ဘာသာနဲ့ပေါင်းစုပြီးတော့ဆိုသွားမယ်the chin ဘုတ်ဖြစ်ပါတယ်အဲ့ဒါတော့အထူးအစီအစဉ်နဲ့ဟိုဘယ်လိုကောမလဲကျွန်တော်တို့စီစဉ်ထားတဲ့အစီအစဉ်လေးတစ်ခုပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကရင်လူမျိုးတွေနဲ့ဗမာလူမျိုးတွေဒီလူမျိုးနှစ်စုကသူတို့ရဲ့ဒီ relationship ပေါ့နော်အဲ့ဒီကနေဒီအနုပညာနဲ့ဆက်သွယ်ပေးတဲ့ဒီ relationship လေးအဲ့ဒီ relationship လေးရဲ့အရာသာလေးကိုခံစားဖို့အတွက်ကလာမဲ့ဒီအာဇာနီတကူတော်ဖြိုပြေးရေးစီစဉ်မှာလာပြီးခံစားလို့ရပါတယ်နော်โอเคเนาะสิญาตะคาดินี่เนาะละอาร์ซานีตะกูรอโชว์ไว้นี่အဝဲကမစ်စကောတီတိုတာရီလိုမလို့နော်လာဝဲနေကညောဖိုလာဖိတ်တိတဖာခေါပလလာဆိုင်ဖောမင်နီဆိုတာနေမိဘတဲနေလာအမေရိကန်နေမိဘကညောဝေခုနေတကမစကောပါနော်ဘကညောဖိုအာကတဒေါ်မစ်စစ်ပီချီကလိုနေဟဲရွာလောဒါလာဝေဆိုင်ဖောခတာနေခွီလာတို့မအခုနေသမီးအိုဝဲဒါလာကောဆေဂါစကောနေပကွဲမင်းသူအာဆာနီကတာဝီစကောဒါတာဝီလာကညောတာဆာမလာအဝဲနေတာဝီဒါဆေနောလာဝေဆိုင်ဖောဖဲ့ကညောတာဆာမလာတာဝိဒဆေနောကတာဝိလာဖကညောကလောဒအာဆာနီဒဝဲကတာဝိဒါလဝဲနေပယောကလောဒါဝဲနော်ကိုတနီကေဝဲဒါartist တွေဖာတာရီလိုတာစီကောမနော်အဝဲနေတခါဘာတိကတာချာချာရ Okay good တော့ပြောင်းဟုတ်ကဲ့နောက်ထပ်အစီအစဉ်တစ်ခုကြတော့လာမယ့်ဒီ23ရက်နေ့မှာနော်လာဆက်ဒီ Harry မြို့မှာဒီ Minnesota State ဒီ Harry မြို့မှာသူကဇီယောင်ပွဲတော့လည်းရှိတယ်ပြီးတော့ကလေးတွေဘောလုံးကန်တဲ့ပြိုင်ပွဲတစ်ခုလည်းရှိတယ်အဲ့ဒီမှာဒီအာဇာနီဒီတကူတော်ဖြောပြေးတဲ့ပွဲချက်ကက်ပထမဦးဆုံးရောင်းတဲ့နေ့တစ်နေ့ပေါ့နော်သူကစနေနေ့ကြတယ်အဲ့ဒီနေ့မှာဆိုရင်ကျွန်တော်တို့ဒီဟိုအာဇာနီသချင်းကြီးပဲကာရာโอเกဆိုတဲ့အစီအစဉ်လဲစီစဉ်ထားတယ်ဆိုချင်တဲ့သူတွေလာဆိုလို့ရတယ်เนาะအဲ့ဒီမှာ ticket ခါတွေရောင်းမယ်โอเคเนาะတော့ပါကချဝဲတာ ticket ဆိုကတ
the blow แล้วว่ากระชาลอเวดานี้เนาะก็มีเวดาละออกทูSeptember คิชิเตอร์ตัวเนาะแต่ละยังคิชิเตอร์ตัว station นี่ละแค่กับลามีอ่ะเนาะจะชิลิตัวคนนี้คิชิเตอร์ตัวนี้ด้วยนี่ก็คุยนารีจิละฮะแล้วก็คุยนารีเนาะแต่เราจากเล่นนี่มีเวดาละ Paris peaceful valley แล้วพอแล้วมาเวดาละคือกี่จูเดียร์ล้อนี่ติญาล้อมีอ่ะแค่นี้สาธารณะแล้วก็คุยนารีฮะแล้วก็คุยนารีด้วยกูสิก็ดาบัวทูบัวกูสิก็ดาบัวชาตาอตาอกูสิก็ดาคาราโอเกะพอแล้วดูตาวิเวดาอาร์ซานีถ้าตาวิเดร์พานี่เนาะที่แลตาวิเวดาติสิก็ล้อเนาะจะต้องชมว่าสิอ่ะโอเคเนาะแกพอแล้วตาวิคาราโอเกะมือติดพาเนาะพอแล้วแกอาร์ซานีแฟนสิพานี่เนาะคิชิตะตอนนี้นี่ตึกแลปุยดาเชแกเนาะตึกแลปุยอราดิเนี่ยตัวนี้เนาะตึกแลตาวิเปียวสิก็ดาคาราโอเกะเนาะมิจิขอดาเลจิชิลุตาฮาละอาร์ซานีมิตาวินี่ปูละถ้าพอละนะเก็บตาวิปอคิติละเมียနေနောက်တစ်ခုကြတော့အခုကျွန်တော်တို့ဒီစိတ်ဖော college မှာဒီအာဇာနီရဲ့တကူတော့ဖြော်ရည်ရေးအစီအစဉ်မှာပေါ့နော်အဲ့နေရာကြတော့လူအများဆုံးကြတော့950လောက်ပဲဆက်မယ်950လောက်ပဲဆက်မယ်အဲ့ဒါကြောင့်မို့လို့ဒီ ticket ကိုဝယ်နောက်ကျသွားခဲ့လို့ရှိရင်ယုံပြည့်သွားလို့ရှိရင်တော့အာဇာနီနောက်ထပ်တစ်ခါမန်နီဆိုတာကိုဘယ်ချိန်ပြန်လာမလဲဆိုတာကိုတော့ပြန်ဆောက်ပေါ့နော်โอเคเนาะแกเนาะประมาณเวลาตลอดแล้วเวนี่ St. Paul College นี่เนาะลอสิโนนี่ draw เวดาว่าอะไรเยกยาเยสิล่ะผู้ตานี่ดอกเวเนาะเวนี่นะปุยชิเกตท่านี่เนาะเยสมุราแล้วนี่แค่เวดาซุๆนี่แม่ใส่ขี้แบบเพื่อที่ตลอดมีตัวนี่เนาะของเยดาเลสิญาตัวไอ้คันนี่แค่กันตัวดาเนาะနေဆိုတော့အာဇာနီဒီပြီးတော့ဒီအာဇာနီကဒီအမေရိကန်မှာဆိုရင်ဒီဘယ်လိုခေါ်မလဲဒီ public မှာဖြိုပြေးရေးအနေနဲ့ဒါပထမဆုံးအချိန်ဖြစ်တယ်အဝိနေမရာစုတဲ့ဘလောလာအဆူရောအာဇာနီတွေဟဲဝိနေမှာဝဒါ station လမင်နီဆိုတာမနော်အခုတန်းနေပဝဲဒီဘာနေပကြိုင်အာဇာနီဖိုင်လီနော်ကိုနေပအိုလเด็กวัวคันนี่ตะခွဲတဲ့ရတော့လပကချိပါပကလေပါရှိုးတဲ့ဖပါအခုนี่เนาะခေးတွေဝဲဟဲလမင်နီဆိုတာเนาะလို့ပကညောဝီကိုဝဲนี่เนาะပကညောဖို့တဲ့ဖပကလေပါဖတ်တာပစပေါ်เนาะယာနေရကလေလမညာကတော်လာတကလေးလေပတိခွာရလေရကမာနော်စပါနီเนาะဒီချိုးတဲ့ရမပွေထိခဲ့ဒီရပွေထိခဲ့ရစီပါရကပွေလာတော့ပေါ်ရစီပါရကိုလမညာကတော်လာဟုတ်ကဲ့ပြီးတော့ဒီအာဇာနီကဒီအမေရိကန်မှာရောက်တော့ဒီ private ဖြိုပြေးရေးတွေတော့လုပ်ဖြစ်တယ်ပေါ့နော်သူအရောက်80အဲ့လိုမျိုးသူကမိသားစုတွေပါတယ်စငယ်ချင်းအပေါင်းအသင်းတွေပါတယ်အဲ့လိုမျိုးနဲ့ပဲစီစဉ်လုပ်ဖြစ်ခဲ့ကြတယ်ဒီလို public မှာဆိုတဲ့အပွဲအစီအစဉ်တွေမရှိခဲ့ဘူးပေါ့နော်ဒါကြောင့်ဒီလိုအစီအစဉ်ကပထမဆုံးအကြိမ်ဒီ Minnesota မှာစိတ်ဖော်မှာဖြစ်သွားတဲ့အတွက်ကြောင့်တခြား state တွေလည်းပဲဟာသူတို့စီမှာအရင်တုန်းကဒီပွဲအတွက်ကိုတောင်းခဲ့ကြတာပဲဘာကြောင့်မရခဲ့တာလဲဆိုပြီးတော့သူတို့တွေ jealous ဖြစ်ကောင်းဖြစ်နိုင်တယ်เนาะပြီးတော့ကျွန်တော်စီလည်းဖုန်းဆက်ပြီးတော့မေးလိုက်ကြပါတယ်ကျွန်တော်ကတော့ဒီစိတ်ဖော်မှာနေကန်တယောက်အနေနဲ့ပွဲဖြစ်မြောက်ရေးအတွက်ကျွန်တော်တတ်နိုင်တဲ့ဘက်ကပါဝင်ကူညီပြီးတော့စီစဉ်ပြရတဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒါကြောင့်တခြား state ကလေခေါ်လာတဲ့ခါမှာလဲကျွန်တော်အကြံဉာဏ်ပေးပါတယ်ဒီလိုပွဲမျိုးတွေကကိုယ်နိုင်ငံကျော်ကအဆူတော်လေးเนาะဒီလိုအမေရိကန်မျိုးမှာလာကောင်းကောင်းမွန်မွန်ပွဲကောင်းကောင်းနဲ့ပြည်သူတွေအားလုံးစူးစီနဲ့အားပေးကြဖို့အတွက်တိုင်းသားဘောင်းစုံကအားလုံးစုလုပ်ကြဖို့အရင်ရည်ကြည်တယ်ဒီချိန်မှာကကျွန်တော်တို့မြန်မာပြည်သားတွေကဒီစီလုံးညီညွတ်မှုကိုပြသရမယ့်အချိန်တစ်ခုဖြစ်တယ်အဲ့ဒါကြောင့်မလို့ဒီပွဲရဲ့အနှစ်သာရနဲ့တမိုးအရှိဆုံးကျွန်တော်တို့အကျိုးအမြတ်ရမယ့်အပိုင်းကညီညွတ်နဲ့လှုပ်ဆောင်ကြမယ်ဆိုတဲ့အရာကိုညီညွတ်ခြင်းကိုကျွန်တော်တို့ပြောင်းလဲပွဲဖြစ်တယ်เนาะyou know asuro arzani da we ni no sado la hela america ni ada atama we da performance le di to pa kamla do phue me nya di ni not bra di ba atki di we mi kwa la mi khu ta phla da ga de kwa la kwa chai ta ta we do ta ga ni no kwa nga le private cha ni no di to hip hop pho de nga private cha ni o ba sa do we ni mi da su de blo la
ปเวลาอุลมินิโซชาติไผนี่บัตรเควตายาเนาะคุณนี่พอแล้วก็เสียกาสิกอนี่กวยเมื่อจีเนาะคุยทอจีนะกิตะเกรอบ้านเนาะแล้วก็อุดตาหิอามีเมียเนาะคุณนี่เอาไว้เนี่ยสู้จะดบล้อแล้วเอาไว้แฮมมาเวดาเลยปากญอวิคู่เลยใส่พอไปนี่เนาะปเวลาอุเฮลวันนี้ก็เชิญที่บ้านมีอุเฮลก็ไปอยู่ที่บ้านมีนี่เนาะปกป้าพระเจ้าดาปะสะโพเวดาเนาะปะฮูตาโพมาเนาะแล้วปมีเวดาวันนี้ปวาละเฮลก็ไปอยู่เนาะปเฮลวันนี้ก็เลยดูที่พาละบ้านเธอบ้านขาเดียวก็ไปอยู่เมียเนาะปกป้าพระเจ้าดาปะฮูตาโพเนาะแล้ววันนี้เวดบลอเวนี่ Yeah, ye chumo teni nyai wadu le pu li mo no. Le ki le update tag lo mi o ne ba ki update da gi no. ตอนนี้ไงเดี๋ยวเนาะก็มีไปอีเนาะนะกี้ตระนะสารชาติเกลียบ่มีตลอดปุยนี่บ่แล้วปุยแล้วนึกว่าလောလောဆယ်ဆယ်နဲ့ပွာဆက်ကြော်ရအိုးပွာသီကွာလဲဖုန်းနဲ့အိုးရတဲရောလို့ပကစားတော့ချာဖဲဆက်တဲ့တဲ့နေနဲ့ခီစီတော်တဲ့နေနေပေါ့နော်ဒါကြောင့်တခြားသူတွေလည်းပဲကျွန်တော်ကိုဖုန်းဆက်ပြီးတော့မြင်မြန်တာရှိပါတယ်ကျွန်တော်ပြောတယ်အဲ့ဒီဆက်တဲ့ကြောက်လို့ရှိရင်အဲ့ဒီ ticket စရောင်းတဲ့နေ့ဖြစ်တယ်ပြီးတော့ဒီ promotion အနေနဲ့လည်းကျွန်တော်တို့လုပ်သွားမယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီ where you are page လို့ရှိရင်တော့နာမည်စင်းပေးသွင်းလို့ရတယ်အဲ့နာမည်စင်းကျွန်တော်ယူတာပေးတယ်သူတို့လိုချင်တဲ့ ticket ကိုလည်းကျွန်တော်ယူတာပေးလို့ရပါတယ်ဟုတ်ကဲ့โอเคเนาะကိုသားနေ ticket နေတနွိညိုင်เนาะတနွိညိုင်မခုနီเนาะ Saturday ခိချစ်တော်နေဘကစားတော့ချဝဲတာเนาะကိုနေသူဝဲလမဲတို့ပွေသေးဖာနေသူအဝဲနေသူဆက်ကလချိုဝဲတာတရလာဝဲနေကပါခါနေဝဲတာသူ ticket တီးเนาะသူမြလဲဝဲတာလဲ Harris Smith လဲလဲဝဲတာတီးเนาะမိမဲအတာဝဲနေလမနေလဲတရဦးတီးเนาะ ticket နေဘကစားဝဲတာကနဆာเนาะperformance နေဥထက်ကchicken နေပါကချပါခင်းဝီဖိုးလောနော်တရနော်ကိုနေမဲခင်းဝီဖိုးလောကိုနေပွာလဲအဲ့ဒိုချိပါဝဲတာအဆိုတော်အာဇာနီနေနော်ဟဲ့ပွေ chicken မီကလေးတော့ဝင်းနေဟဲ့ enjoy ဝဲတာနော်ဘာမျိုးကိုလဲရေသူပုတာဝါမနော် I'm so excited နော်ဝင်းနေရမတာချိပါမတာလေကနာ station မနော်ရတဲ့ excited တဲ့နေ not ဘလာဝင်းနေဆိုတဲ့ဘလာမနော်နောက်ထပ် season တစ်ခုရှိသေးတယ်နောက်ထပ် season တစ်ခုရှိသေးတယ်အဲ့ဒီမှာသူကဟိုဂီတာအစ်စ်တစ်လုံးမှာဂီတာကိုလှန်လိုက်တဲ့ခါကျလို့ရှိရင်သူကဒီအနောက်မှာရှိတယ်เนาะအဲ့ဒီအနောက်မှာအာဇာနီရဲ့ပုံတူကိုကျွန်တော်ကပကြီးနဲ့ရေးဆွဲထားမယ်เนาะအဲ့ဒီရေးဆွဲထားတဲ့ဒီပုံတူပကြီးပါတဲ့ဒီဂီတာမှာကျွန်တော်ပကြီးဆရာတယောက်အနေနဲ့ကျွန်တော်ရဲ့ signature ပါမယ်ပြီးတော့အာဇာနီရောက်လာတဲ့ခါကျမှသူ့ရဲ့ signature လည်းပါမယ်အဲ့ဒီဂီတာကိုလေလံအနေနဲ့လည်းပဲပြစ်သွားမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီပွဲမစခင်သေးတဲ့အချိန်မှာဒီလေလံပြစ်မဲ့အကြောင်းလေးတွေကိုကျွန်တော်တို့ကြင်ညွှန်သွားမယ်ပြီးတော့အာဇာနီကဒီပွဲမှာ24ဘုတ်25ဘုတ်တချင်းသူတောက်လျှောက်သူရှို့သွားမယ်အဲ့ဒီရှို့သွားမဲ့ဒီဆိုသွားမဲ့ဒီဂျားထဲမှာသူနားတဲ့အချိန်မှာဒီဂီတာကိုကျွန်တော်တို့လေလံပြစ်ပြီးတော့အကြောင်းချသွားမှာဖြစ်ပါတယ်နော်โอเคเนาะดอลลาร์เวนี่อะคาเดมีนี่เนาะมีดเวกีตาร์อลอคีนี่ตระดเวนี่อเวก็สวยเวดาอาร์ซาเนียโกเนาะคุนี่ตระดเวตมีตติญาบาเนี่ยอเวมีปจิเสียผาดูกะลอคุนี่อเวก็สวยอาร์ซาเนียโกดเวดอกปะกะออชั่นลอเวดาเนาะคุนี่อาร์ซานีสเตชันตบลอยเนี่ยอเวก็ตะวีดาเนาะอายุนี่คิชิเพลยามีอ่ะดอลเลตาเบอร์ตอร์เวนี่ปะกะออชั่นลอเวดากีตาร์เวหมอเนาะคุนี่ปะละเวนี่ปะกะออชั่นดิเลอดินี่ชมมีบูทอตระกเตปยาเจมเนาะบามนุโคละบาตเตปเวตโนเฮละเดวอนี่แต่ที่บูออชั่นบายิกะจาดาเลนี่ตะนับเปลลปป่วยบามเนาะคุนี่มีလာတဲ့အခါကျရင်ဒီအာဆာနီဂီတာကိုအော်ရှင်မဲ့အကြောင်းเนาะအော်ရှင်ကပမာလို့ဘယ်လိုပြောလဲဆရာအော်ရှင်ဆိုတာဟိုလေလံပြည့်ရောင်းချလေလံမဲ့အကြောင်းအဲ့ဒါဆရာနေပြီးတော့ထရှင်းပြမှာเนาะโอเคအဲ့ဒီလေလံရဲ့သဘောကတော့ဒီဂီတာကိုဘယ်လောက်ကနေဟိုအောက်ဈေးပေါ့เนาะသူကသတ်မှတ်ချက်ဈေးသတ်မှတ်ပြီးတော့စပြီးတော့ရောင်းတယ်ဘယ်သူကပို့ပေးတယ်လဲပို့ပေးတဲ့သူထက်တခြားသူကဘယ်လောက်ပို့ပေးတယ်လဲအဲ့ဒီပို့ပေးတဲ့သူတွေဟိုမြင့်တက်သွားမယ်ပေါ့เนาะသူကဘယ်အချိန်မှာဒီဟိုဘယ်လိုကောမလဲနောက်ဆုံးဈေးပေးတဲ့သူကိုအနေနဲ့သူရက်မယ်ပေါ့အဲ့ဒီရက်မဲ့အချိန်
မရောက်သေးတဲ့အချိန်မှာဘယ်သူကအမြင့်ဆုံးပေးနိုင်လဲအဲ့ပေးနိုင်တဲ့လူကိုဒီအာဇာနီရဲ့ဂီတာကိုကျွန်တော်တို့ရောင်းချသွားမှာဖြစ်ပါတယ်အခုတည်းနော်ဒီတော့ဘာမှာဝဲတာ option နဲ့နော်ကစားတော့ဝဲတာအာဇာနီယာဂီတာဝဲရပွေနော်လာဝဲနေအပွေလာတခါမြဘရနေဝါကကောဝဲတာပွေဘလာဟိဝဲတာနေပါအာကတာကဘလာဟိဝဲတာနေအာကတာကနေနော်ကဒိုနေပါဝဲတာဂီတာဝဲနေမနော်ကိုနေရဲတာဒီတော့ဘာပရလို့တာလဲကဒိုနေပါဝဲတာဂီတာလာယူနီမနော်တမိဂီတာလာမချစ်မှုကောပါကမိဝဲတာအာဇာနီဂီတာတကာဒီပါနေအလော့ခိနေတရာကဆဲအာဇာနီကိုကိုဝဲတာလားဝဲနေပကြီးစရာ signature တော့ကိုစစ်ကောဝဲတာအာဇာနီယာ signature စစ်ကောကိုနေဂီတာလော့ဆောမနော်နေဆိုတော့ဒီပွဲဖြစ်မြောက်ရေးအတွက်ရောကျွန်တော်တို့စူးစမ်းတဲ့အချိန်မှာကျွန်တော်တို့အကောင်းဆုံးကိုလက်စီစဉ်တဲ့အချိန်မှာလည်းပဲစိတ်လှုပ်ရှားပြီးတော့ဟိုတက်ကြွနဲ့ကျွန်တော်လှုပ်ကြတယ်တိုင်ပင်ကြတယ်ဆွေးနွေးကြတယ်ပေါ့နော်ဟိုမောတယ်ပန်းတယ်လည်းမရှိပါဘူးပြီးတော့ဒီ decoration နဲ့ပတ်သက်ပြီးတော့လည်းပဲကျွန်တော်ကအကောင်းဆုံးစူးစမ်းပြီးတော့ကျွန်တော်လုပ်သွားပဲပေါ့နော်ဒါကြောင့်ပရိသတ်တွေအားလုံးဒီပွဲကိုလာတဲ့ခါကြလို့ရှိရင်အာဇာနီကိုဟိုအားပေးတဲ့ပရိသတ်တွေများเนาะဒါကြောင့်မလို့အဲ့ဒီဟို ticket မကုန်သေးတဲ့အချိန်မှာအလင်းမိအောင် ticket ကိုရအောင်ယူထားကြပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ကိုနေတရတဲ့ဘလာ rec လေတကောဝဲတာဒီတော့stage show เนาะ Arzani show ဝဲကဲထော်ဝဲတာကိုနေเนาะဝတိ rec ဝဲတာလာတာသူပတာဝါတာသူခတာခရောတလဘီလောတော့ပါအခုတနေเนาะဒပွေတိဖလာအဘ Arzani တော့အကေဝဲတာ Arzani အ fan ဒီတော့ရတဲ့ဖစီကောနေเนาะပက hurry เนาะ hurry ကောနေပက market လေးတဲ့ဝင်းနေဝဲတာ ticket တွေဖာတကလေးလက်ပွားချလဲဒီပါမเนาะ Yeah alright yeah ကျေးဇူးအများကြီးတင်တယ်เนาะဒီနေ့ဒီအစီအစဉ်ကိုလည်းပဲဟိုပြောမယ်ကြော်ညာခွင့်ရတဲ့အတွက်เนาะဒါကြောင့်ပြီးတော့ညီမလေးမူမွေရေးကိုလည်းကျေးဇူးတင်တယ်ညီမအမှကျတော့ဒီကြော်ညာတဲ့ဒီ channel တွေရှိတဲ့အတွက်ကြောင့်ပြီးတော့မူမွေရေးရဲ့ channel ကိုလည်းပဲ subscribe လုပ်ကြပါ like ပြီးတော့ဟိုပြောမယ်ဟိုလက်မထောင်ပေးကြပါလို့ဖိတ်ခေါ်ပါတယ်เนาะကျေးဇူးနော်ဆရာနော်တပ်လလာဝဲနေပဟစ်ခေါ်ဟစ်နော်ဝဲတာ stage show ဝဲရခုနေဘလာဦးလာလော်ရီလော်ဘူးနေနော် everybody you guys are welcome to come နော်ဒေါ်ဒီတက share ဝဲတာနော်ယတိညာနော်ဘလာကြာရစာနီတာတဝီဒေါ်ဒူလော်ခုတန်းနေနော် share ဝဲတာvideo ဝဲဤလာဝဲနေတကောတဲ့ဘာကတိညာဝဒေါ်ရက post လော်စစ်ဝဲတာ poster လာ flyers လာတရရှယ်နေဝဲတာတိဖလာဝဲနေရ Facebook page နော်ကိုနေတဟညိနေနော်မြေရာတဘောဘတိညာဖာဒိုလာတူကိုတော့တစကတော့မြေဘူးတော့ဘဘောဘတိညာတော့တော့ဘလောနော်တရနော်မေနော် www တူမနော်အေးနော်နာလိုက်လေးကောတဲ့နော်ဥခဒုနာရေးတာတော့လည်းကြည့်တော့နော် thank you ဆရာ yeah thank you ပါ